မင်္ဂလာပါကျွန်တော်တော့ဦးစံညောပါအခုလိုရောင်းစပ်မှုတို့ထူတော်မှု260ပြည့်မှတ်တမ်းမှာမျှဝေပါဝင်ရတဲ့အတွက် Knockout RIT Alumni Association ကိုကျေးဇူးတင်ရှိပါကြောင်းဦးဆုံးပြောကြားခြင်းပါတော့ဒီ RIT သမိုင်းအချိုးအကွေ့တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေကြုံခဲ့ရတာတွေကိုပေါ့လေအချင်းချုပ်တင်ပြသွားမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကအဓိကတော့နှစ်ပိုင်းရှိမှာပေါ့လေကျွန်တော်1968ကနေ1982ခုနှစ်အထိကျောင်းသားဘဝအတွေ့အကြုံနောက်1983ကနေပြီးတော့2010အထိဒီခုနောက်ပိုင်းအထိပေါ့လေအတွေ့အကြုံတွေကိုတတ်နိုင်သလောက်ကျွန်တော်စုံစည်းပြီးပြောပြခြင်းပါတယ်နော်တကယ်တော့ကျွန်တော်က RIT ကိုပုံမှန်သင်တန်းပေါ့လေအဲ့လိုရောက်ခဲ့တော့မဟုတ်ပါဘူးကျွန်တော်က RIT ကိုကြည်တယ်ပေါင်းဦးသင်တန်းနေပြီးတော့ဆက်တက်ခွင့်ရခဲ့တဲ့သူဖြစ်ပါတယ်ဒီ1965ခုနှစ်မှာဒီGTI ဝင်ခွင့်ပေါ့လေဒီရေရှင်းစစ်စာမှုပွဲဝင်ဖြည့်ပြီးတော့အောင်မြင်သွားတဲ့အတွက်65ကနေပြီးတော့1968ခုနှစ်ထိအင်းစိန် GTI မှာတထုတူပေါ်ကြီးအင်ဂျင်နီယာသင်တန်းတက်ရောက်ခဲ့ပြီးတော့ AGTI mining ပေါ့ဒီဒီပလိုမာကိုရခဲ့ပါတယ်ဒီကျွန်တော်တက်ရောက်ခဲ့တဲ့ဒီGTI mining အင်းစိန်မှာနောက်ဆုံးတော့ပါကျွန်တော်နောက်မှာဒီ mining သင်တန်းကကလောနော်ချမ်ပီကလောပြောင်းရွှေ့သွားပါတယ်ကလောGTIပြောင်းသွားပါတယ်နောက်သင်တန်းတွေပေါ့အဲ့ဒီကျွန်တော်ဒီ AGTI ရရှိပြီးတော့1968ခုနှစ်မှာပဲဇက်တိုက်ဆိုသလိုပေါ့ RIT ပေါင်းဦးသင်တန်းတက်ရောက်ဖို့အတွက်ဝင်ခွင့်စာမှုပေါ့လေအရေးရှင်းစစ်စာမှုကိုဝင်ရောက်ဖြစ်ဆိုတဲ့အခါမှာအောင်မြင်တဲ့အတွက်နော် RIT မှာဆက်လက်ပြီးတော့ပညာဆက်လက်သင်ကြားခဲ့ရပါတယ်နော်သင်ကြားခဲ့ပါတယ်အဲ့ဒီမှာဒီကျွန်တော်တို့ဒီရင်ပေါ့လေတက်ရောက်ခွင့်ပေးတဲ့အခါမှာကျွန်တော်တို့ကို special class လို့ခေါ်ပါတယ်သူကတတိယနှစ် regular class တွေနဲ့အတူတူတက်ရသလိုဒီ RIT နဲ့ GTI ရဲ့သင်ယူကွာဟချက်ဖြည့်ဆည်းပေးဖို့အတွက်ဆိုပြီးတော့အထူးသီးသန့်ပေါ့လေအထူးသဖြင့်ကတော့သင်္ချာအင်္ဂလိပ်စာဇီဝဗေဒဓာတုဗေဒစသဖြင့်အဲ့ဒီဘာသာရပ်တွေရဲ့ဌာနမှုဆရာကြီးများကိုယ်တိုင်ပေါ့လေတချို့ပါမောက္ခတွေပေါ့လေဒါကျွန်တော် special class ကိုသူတို့ရဲ့စိတ်ကြိုက်သင်ယူတည်ထွင်ပြီးတော့သင်တော့တက်ရပါတယ်တစ်ချိန်တည်းမှာပဲ regular class ကိုလည်းတတိယနှစ်သင်တန်းသားများနဲ့အတူ section အလိုက်ပေါ့လေသူ section နဲ့သူကျွန်တော်တက်ခဲ့ရပါတယ်သင်ကြားခဲ့ရပါတယ်နော်အဲ့တော့အဲ့ဒီမှာဒီကျွန်တော်ရဲ့ဒီ RIT ကျောင်းသားဘဝအတွေ့အကြုံတချို့တော့ပြောပြချင်ပါတယ်ဘာလဲဆိုတော့ဒီကျွန်တော်တို့ဒီ RIT တက်လိုက်တဲ့အချိန်ပေါ့လေကျွန်တော်တို့ ਨੇ ခစ်ပြန်ပေါ့ contemporary အနေနဲ့ကတော့ဘာရှိလဲဆိုတော့ပေါင်းဦးသင်တန်းတွေက AGTI ကနေပြီးတော့ BE ပေါ့လေအထူးသဖြင့်တော့အဲ့တော့ RIT ကျောင်းတစ်ခုပဲရှိသေးတော့နော် BE ပေါင်းဦးသင်တန်း DHS ကနေပြီးတော့ GTI DHS ကနေပြီးတော့ RIT ပေါ့လေအဲ့လိုပေါင်းဦးသင်တန်းတွေပေါ်ထွက်လာပါတယ်နောက်တစ်ခုကဝိဇ္ဇာသိပ္ပံကနော် Industrial Chemistry IT ကနေပြီးတော့လဲ RIT ကိုပေါင်းဦးသင်တန်းတွေစသဖြင့်ပေါ့တက်လာတာတက်ခွင့်ရခဲ့ကြတော့တွေ့ရပါတယ်
အဲ့ဒီခေတ်ကကျွန်တော်တို့ socialist ခေတ်လို့ခေါ်တာပေါ့နော်အဲ့ဒီခေတ်မှာကျွန်တော်တို့လူသားမြောက်ကြီးပြင်းခဲ့ရတယ်လို့ပဲပြောပါတော့အဲ့ဒီမှာအထူးသဖြင့်ကျွန်တော်အနေနဲ့ကတော့မှတ်သားသားရှိခဲ့တာတော့ကျွန်တော်နှစ်ခုစလုံးမှာတဲ့ဟိုစားပေါ့လေတဲ့ရောက်ပညာသင်ယူခွင့်ရခဲ့တဲ့အခါကျတော့အသက်မွေးဝမ်းကြောင်းပညာရေးပေါ့ vocational education နဲ့အဆင့်မြင့်ပညာရေးခေါ်တဲ့ higher education နဲ့ကွာဟချက်တွေနဲ့သူတို့ရဲ့အဆက်အစပ်တွေပေါ့လေဒါတွေကိုကျွန်တော်လက်တွေ့သိမြင်ခန်းစားခဲ့ရပါတယ်ပို့ပြီးတော့နားလည်ခဲ့ရပါတယ်သူတို့ကနောက်ပိုင်းဆရာလုပ်တဲ့ခါကျတော့ဒါတွေကပို့ပြီးတော့အသေးစိတ်သိလာတော့ပေါ့လေဆက်ပြီးတော့လေ့လာခဲ့ရပါတယ်အဲ့လိုခုနပြောသလိုပေါ့လေဒီကွာဟချက်တွေကိုပို့ချတဲ့နေရာမှာတွေးမယ်တော့ကျွန်တော်တို့တော်တော်ပင်ပန်းပန်းစစရဲနဲ့စူးစမ်းခဲ့ရတာပေါ့ခင်ဗျရင်ပေါ့လေလိုက်မိအောင်ပေါ့အထူးသဖြင့် RID တင်ဟိုတွေကအမတန်အဲ့ဒီအတိုင်းတာပေါ့လေအဲ့ဒီကအတိုင်းတာရတော်တော်မြင့်မားပါတယ်မြင့်တဲ့အခါကျတော့ကျွန်တော်တို့မှာတော်လေးလိုက်ယူရပါတယ်အဲ့လိုလိုက်မမီဖြစ်နေတဲ့တချို့ gap ဖြစ်နေတဲ့ဟာလေးတွေကိုအထူးသဖြင့်သင်္ချာပေါ့သင်္ချာမှာအခုကျွန်တော်မမေ့နိုင်တာတော့ဆရာကြီးဦးလှမြင့်ပါသင်္ချာဌာနဆရာကြီးဦးလှမြင့်ကဒီမှာ regular ကျောင်းသားတွေနေခင်ထမင်းစားချိန်မှာကျွန်တော်တို့ special class ကနော်ကြည်တဲ့ပေါင်းဦးတဲ့နန်းသားတွေကိုတည်တံ့ပေါ့လေသူကစာသင်ခန်းတစ်ခုမှာသင်ကြားပို့ချပေးပါတယ်အဲ့လိုနဲ့ကျွန်တော်တို့က regular class တွေမှာလည်းလိုက်မိတော့ပါတယ်ဆရာကြီးရဲ့ကျေးဇူးကတော့အမြဲတမ်းကြီးမားပါတယ်ဥဒိတွေကျွန်တော်တို့မမေ့နိုင်အောင်ဖြစ်ရပါတယ်ခင်ဗျအဲ့ဒီမှာရင်းပေါ့လေကျွန်တော်တို့ဒီပေါင်းကုသင်နန်းသားတွေအနေနဲ့ပြောရလို့ရှိရင်အရွယ်ဆုံးပါပဲဒီပြင်ကတော့ကျွန်တော်တို့တောက်လျှောက်ပေါ့လေစက်တိုက်ဆိုလို့တက်လာတဲ့ငယ်သေးတဲ့လူတွေပါသလိုတချို့ဆိုလို့ရှိရင် SAE ဘောနဲ့နှစ်တော်တော်များများလုပ်တဲ့ရပြီးကကိုဘွားတက်လန်းအတွက်ပေါ့လေဆက်ပြီးတော့ပညာလိုလားတဲ့အတွက်တက်လာကြတဲ့ဆက်တက်ခဲ့ကြတဲ့အသက်အရွယ်ကြီးရင်သူတို့လည်းပါပါတယ်ဘလို့အသက်အရွယ်ပဲဖြစ်ပါစေကျွန်တော်တို့အားလုံးကတကယ်ချင်းတွေလိုပါပဲတော်တော်ရင်းနီးနီးနဲ့ regular တန်းကနော်ပုံမှန်သင်တန်းတက်နေတဲ့လူတွေလည်းတကယ်ငထေရက်တွေလို့ပေါ့လုံးထွေးပြီးတော့မှတကယ်ကိုချစ်ခင်ပြီးတော့ချစ်ခင်ကျင်ညာနဲ့တယောက်အကျော်တယောက်သိနော်အဲ့လိုပေါ့လေနေခဲ့ကြရပါတယ်ဒီကျောင်းသားလူငယ်တွေပြည်သားပေါ့လေတော်နေခဲ့ကြတော့ဒုသဖြင့်ဒီ RIT တက်ကိုပုံမှန်ပေါ့လေပထမနိုင်ငံတွေစတက်ပြီးတော့ဒီစရောင်းပြီးတော့တက်တဲ့ပုံကိုယ်တွေကျောင်းသားတွေဆိုလို့ရှိရင်ကျွန်တော်ကဲခတ်မိတာတော့တော်တော်ကြတယ်ဗျထက်ထက်မြက်မြက်နဲ့ပျော်ပျော်ရွှင်ရွှင်နော်လူကောင်းတွေပါဒီအဲ့ဒီမှာသတိရမိတာတော့သူတို့ကတဲသူရောက်လာတဲ့အခါကျတော့ပျော်ပါနေခြင်းတဲ့စိတ်ကကဲတော့ပျော်ရွှင်ရွှင်နဲ့ easy going ပေါ့လေအဲ့လိုနေလာတာနေသွားကြတဲ့အခါကျတော့အပျော်လွန်သွားကြတော့ပေါ့အရင်လိုလဲအမထိုးတော့ဒါပေမဲ့ကျွန်တော်တို့ဘောင်းကုသင်္နန္ဒာတွေကိုလေဘဝသမားတွေဖြစ်နေတော့ဘာလဲဆိုလို့ရှိရင်ကိုကအစင်မြပညာအင်ဂျင်နီယာပညာရတွေကိုလည်းသင်ကျင်တယ်နောက်ပြီးတော့ကျွန်တော်တို့ကငွေရှာနေပါရက်ကနေဒီဟာကိုဆက်ပြီးတော့တင်ပေါ့လေကြိုးစားအထုတ်မယ်ဆိုတဲ့အခါကျတော့တော်တော်လေးကိုကြကုတ်ကြဲကြိုးစားကြတာပေါ့လေအဲ့တော့တစ်နှစ်တရမှတက်လာတဲ့အခါမှာဆိုရှင်ထူးထူးချွန်ချွန်အောင်လာကြတော့ရိုနံပါတ်တွေလည်းရှေ့ရောက်လာနောက်ဆုံးဘီယူဘက်ကိုလည်းထူးထူးချွန်အောင်ကြတယ်ဆိုတော့အုပ်စုထဲမှာပါကုန်ကြတာပေါ့လေများသောအားဖြင့်တော့အဲ့လိုလေးတော့ကျွန်တော်မြင်မိပါတယ်နောက်တစ်ခုပြောချင်တာတော့အထူးသဖြင့်ကျွန်တော်ရဲ့အကြောင်းပါပဲကျွန်တော်ကဒီနေရာတိုက်ဆိုင်ပြီးတော့ပြောချင်တာပါဒီစနစ်ပညာရေးစနစ်ရဲ့တကွေးမှာကျွန်တော်ရင်ပေါ့လေအတွေ့အကြုံမူရင်းတိုင်းပြောချင်တာပါကျွန်တော်ကဒီစနစ်ဟောင်းပညာရေးစနစ်မှာတက်ခဲ့ရတဲ့အခါကျတော့နေချောင်းအောင်တဲ့အခါကျတော့အဲ့ဒီမှာအဲ့ဒီတော့ကတော့ high school final ခေါ်တော့ကိုတန်းခေါ်မှာပေါ့လေသူကအစိုးရလာတော့မသိအဲ့ဒီကတော်တော်ခဲတော့ဖြေရပါတယ် high school final အောင်လို့ရှိရင်
ကျွန်တော်တို့ GDI ဝင်ခွင့်စာမေးပွဲတွေပေါ့လေအရေးရှင်းတဲ့စာမေးပွဲတွေကိုဖြေလို့ရတယ်အဲ့ဒီမှာကျွန်တော်က10 run ဆက်တဲ့ high school နဲ့အောင်10 run ဆက်တဲ့နေတော့ဒီဆိုဒီ GDI ဝင်ခွင့်စာမေးပွဲကိုဖြေတော့လူနည်းစုနည်းနည်းလေးပါအောင်ကြတာတော့ဒီရှင်းအဲ့ဒီမှာအောင်မြင်ခဲ့တဲ့အတွက်ကျွန်တော်က GDI တက်ခဲ့တာပေါ့လေနောက်ပိုင်းနေကြတဲ့အခါကျတော့ရင်းပေါ့10 run စာမေးပွဲတက်တော်စာမေးပွဲဆိုတော့အဲ့ဒီမှာသို့မဟုတ်ခအဆင့်အောင်တဲ့လူတွေတို့တကယ်ကတော့ဒီပေါင်းတင်လာမှာတက်ရောက်ခွင့်ရတဲ့ပုံကိုယ်တွေမှာကျောင်းသားတွေပေါ့လေ10 run တဲ့လူတွေများတယ်နောက်တချို့ဆိုတခြားဘွဲတွေပေါ့တက်သူဘွဲရပြီးတဲ့လူတွေလည်းအများကြီးရှိတယ်ကျွန်တော်ကတော့အဲ့လိုပေါ့ငယ်ငယ်ရွယ်နဲ့ဆိုဒီ high school final အောင်ပြီးတော့တန်းပြီးတော့စားပေါ့ဒီရေရှင်းသစ္စာမောတွေဝင်ပြေအောင်လို့သာသူ့ရဲ့တမချေရတက်လာတာဆိုတော့ဒီဆယ်တန်းပေါင်တကယ်ချင်းတွေကတော့နောက်တယ်ကျွန်တော်မင်း10တောင်းတောင်ပေါင်နဲ့ကွာမင်းဆိုပြီးတော့နည်းနည်းရေရှုံးပတ်ရှုံးပေါ့လေတကယ်လည်းမှန်ပါပဲကျွန်တော်10တန်းခါကိုတစ်ခါမှလည်းဖြေဘူးတော့ဘူးပေါ့အောင်ဆိုရှေ့ဆက်ပြီးတော့ဒီမှာစူးစမ်းနေရတာနဲ့လုံထွေးနေတော့ဖြည့်ချင်းစင်းဖြည့်ဖို့ကလည်းမလုံးအာမထုတ်နိုင်တော့တာပေါ့လေအဲ့ဒီမှာဒီစနစ်ကျွန်တော်တက်ခဲ့တဲ့ချိန်စနစ်ဟောင်းနဲ့စနစ်တွေစကူးမကူကာလဖြစ်တဲ့အတွက်အထူးသဖြင့် academic calendar ပေါ့လေ academic calendar တွေကစနစ်ဟောင်းစနစ်တွေမှာအဲ့လိုဖြစ်ရှိတဲ့အတွက် lapping ဖြစ်လာတဲ့အတွက်အဲ့ဒီအကျိုးကျေးဇူးကျွန်တော်ရလိုက်တယ်။ဘာလဲဆိုတော့ကျွန်တော် GDI ကနေပြီးတော့ already set တဲ့အချိန်မှာဒီတတိယနေ့မှာပဲကျွန်တော်10 run တက်နေတော့ကတငယ်ချင်းတွေနဲ့အတူတက်ခွင့်ရခဲ့တာပေါ့ဒီတိုင်းမြအဲ့ဒီကျေးဇူးတော့ခံစားခဲ့ရပါတယ်။နောက်ဒီကျွန်တော်တို့ဒီ regular class ကတငယ်ချင်းတွေနောက်ကျွန်တော်တို့ရှင်းချင်းတွေရောအကုန်ပေါ့လေလူငယ်တွေအမိုးတဘိုးအောက်ထဲမှာပဲအတူတူနေကြအတူတူသွားကြအတူစားအတူသင်ပေါ့လေနဲ့သိချစ်လာကြသိခင်ကြနော်ပြောမနာဆိုနေတဲ့ငါတရက်လိုပေါ့လေလုံထွေးပြီးတော့တယောက်ကျော်တယောက်သိဒီနှစ်မဘေးနှစ်မယူအဆင့်လို့ပြောရလောက်ပေါ့လေအာသာအနေနဲ့ပြောချစ်ကြခင်ကြတဲ့ညီကိုမောင်နှမတွေလို့ဆက်ဆံရေးတွေညှိထွေးခဲ့ကြပါဒီနေ့အသက်အရွယ်ကြီးရင်အိုမင်းလာတဲ့အရွယ်တိုင်အောင်ပဲဒီပေါင်းမင်းဆက်ဆံရေးတွေမိုးရင်ပေါ့လေအစင်လားလေးတွေရှိနေတော့မှာပဲဆိုတော့လေပြောချင်ပါတယ်ကျွန်တော်ကဆက်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်1982ခုနှစ်မှာ BE mining ကိုရခဲ့ပါတယ်ရခဲ့ပြီးတော့1983ခုမေလမှာပေါ့လေအားရဒီတထုရဘော်အင်ဂျင်နီယာဌာနမှာသင်တန်းနည်းပဲဖြစ်ဝင်ရောက်ထမ်းဆောင်ခဲ့ဝင်ရောက်ခဲ့တယ်ပေါ့အမှားတရမှတ်သားဖြစ်မိတာတခုပြောရင်အဲ့ဒီအချိန်ကကျွန်တော်ဝန်ထမ်းရေးရှည်လေ့ကျင့်ရေးဖွဲ့မှာကျွန်တော်တို့ဒီအဲ့ဒီသက်ဆိုင်ရာဌာနရဲ့ဌာနမှုပါမောက္ခဆရာကြီးတွေက member တယောက်ဖြစ်နေဝင်ရောက်ပြီးတော့စစ်ဆေးမေးမြန်းပြီးတော့ရွေးချယ်ခွင့်ရခဲ့တာကျွန်တော်တို့ဟိုဆိုကျွန်တော်တို့ mining ဌာနဆိုလို့ရှိရင်ကွယ်လွန်သွားပြီဖြစ်တဲ့ကျွန်တော်တို့ပါမောက္ခဆရာကြီးဒေါက်တာဦးဝင်းကြိုင်ကနေပြီးတော့လာရောက်စစ်ပေးတာပါဆိုသူကိုယ်တိုင်ပဲရွေးချယ်ခဲ့တာပေါ့အဲ့တော့ကျွန်တော်ပြန်စဉ်းစားကြည့်တော့တို့ကိုဌာနမှာတာဝန်ထမ်းဆောင်မဲ့ဆရာပေါ့လေနော် potential ဖြစ်တဲ့ဆရာကိုဆက်ခံဖို့ပါဘူးကျောင်းသားဘဝတည်းကဥမချီကသိလောက်တဲ့ပေါ့လေကိုဆရာကြီးတွေရွေးချယ်ခဲ့ထုတ်ပိုင်ခွင့်ပေးခဲ့တာပါလားအဲ့ဒီခေတ်ရှိခဲ့ပါလားနော်ဒီပေါ့ကျွန်တော်ခံစားခဲ့ရပါတယ်နော်ကျွန်တော်မမဟုတ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘောင်ကြီးတင်တန်းတက်ရတဲ့ကိစ္စပါပဲကျွန်တော်အဲ့ဒီပထမဦးဆုံးဒီ83ခုနှစ်မှာအဲ့ဒီမှာဆရာပြန်လုပ်မဲ့ဟိုတင်ပေါ့လေဆရာဆရာမတွေပေါ့နော်ရတဲ့အခါတဲ့ဆရာဆရာမတွေ
ဖောင်ကြီးဗဟိုပြည်သူ့ဝန်ထမ်းကျောင်းပေါ့လေဖောင်ကြီးမှာအဲ့တော့ဆရာတင်တာအမှတ်စဉ်7ပေါ့ဆရာ7လို့ခေါ်တယ်အဲ့ဒီကိုတက်ခဲ့ရပါတယ်ကျွန်တော်အထင်တော့ RID သမိုင်းမှာပထမဦးဆုံးဖောင်ကြီးတင်တန်းတက်ရတဲ့ဆရာအုပ်စုလို့ထင်တယ်ကျွန်တော်တို့အတုပ်လို့ခင်တယ်အဲ့တင်တန်းမှာလည်းဘလောက်ပဲပြန်မှခက်ခဲဆင်းရပါသေးငယ်သေးတဲ့ခါကျတော့ပြောမပါနဲ့ထူးချင်ရုံပဲပြီးဆုံးခဲ့ပါတယ်တင်တန်းတွေကိုလည်းနော်တော့ကျွန်တော်ဆက်ပြောချင်တာကဒီ RID ကျောင်းသားဘောကဟိုမှာအမှတ်ထင်ဖြစ်ခဲ့တဲ့အတွေ့အကြုံလေးပါအတွေ့အကြုံလေးတွေပေါ့လေကောင်းဆိုတာလည်းပြောဖို့လိုအပ်လို့ပါနော်ဆက်နေတော့တခုကတော့ကျွန်တော်ပြင်စမနှစ်ပေါ့ဖေးသေးကျောင်းသားတွေကျွန်တော်မိုင်းကြီးကနှစ်တိုင်းကျောင်းပြရမှာတတ်ထုတွင်းတွေလုပ်ငန်းဌာနတွေကိုလက်တွေ့သင်တန်းဆင်းရတယ်နော်ပင်ပန်းဆင်းရပြီးတော့တကယ်ဝေးလံခေါင်ဖျားဒေတာတွေပေါ့သက်ဆွမ်းဆန္ဒတော့ရတာအဲ့ဒီပြင်စမနှစ်မှာကြတော့ကြားပြည်နယ်နော်မော်ချီတတ်ထုတွင်းပေါ့ဟုတ်လို့ဒီလက်ကောတို့လင်းနဲ့တော့ဟိုဘက်ကနေဖာဆောင်အဲ့ကားနဲ့ပေါ့လေဝင်ရတာတကယ်ဟိုအဲ့အချိန်က black area ခေါ်တာပေါ့တကယ်နော်ပြည်တွင်းစစ်တွေကလည်းတော့များတဲ့အချိန်ပေါ့နော်တော်တော်လေးအဲ့တော့ကျွန်တော်တို့ mining ကျောင်းသားတွေကဒီပြင်စမနှစ်အထူးတူသွားတာကတော့ကျွန်တော်တို့သတ္ထုဗေဒအင်ဂျင်နီယာတွေကစတုထနှစ်ကျောင်းသားကျောင်းသူတွေပေါ့ဆရာကြီးကွန်တော်သားကြီးဖြစ်တဲ့ဆရာကြီးဦးအောင်လှထွန်းကဦးဆောင်ပါအဲ့တော့အဲ့လိုဦးဆောင်တဲ့ဆရာကြီးရှိတဲ့အတွက် mining ကတော့ဆရာမလိုက်ပါဘူးကျွန်တော်ကိုယ့်အကိုပဲထင်းသေးနဲ့ဆရာကြီးရဲ့အတူလိုက်ပါခဲ့ကြတာပေါ့ကျွန်တော်အချင်းချုပ်ပြောရင်တော့ကျွန်တော်တို့မော်ရှိမိုင်းရောက်တဲ့အခါမှာစာသင်ကျောင်းလေးမှာကျွန်တော်တို့နေရာချထားပါတယ်ဟိုတန်ရာကြီးလို့ပေါ့လေအဲ့ချထားဟိုတို့ချင်းပြောရရင်တော့တညပေါ့လေသင်္นานနေဆင်းပြီးတော့တညမှာကျွန်တော်တို့လက်နက်ကင်အဖွဲ့တွေပေါ့စံကျင်တဲ့အဖွဲ့တွေကနေပြီးတော့ဒီရေအားလျက်ဆက်ဟိုအရင်စဖြတ်လိုက်တယ်ပြစ်ခတ်တန်လေးစားကြပြီးတော့ကျွန်တော်မိုင်းကိုဝင်စီးတာပေါ့ဝင်ပြီးတော့တိုက်တာပေါ့အဲ့ဒီခါကျတော့အဲ့ဒီမှာမိုင်းဆောင်တက်ဆိုတာပင်စင်စားတဲ့ရေဘော်တွေရဲ့စနေမီကလေးစသဖြင့်အများကြီးပါပဲကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ရဲ့နောက်ဘက်တကြောအကုန်လုံးတောင်းနေနဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဟိုအိမ်လေးပေါ့လေဝါတနေ့စသဖြင့်ပေါ့နော်တင်နေဆောက်ထားတဲ့အိမ်လေးတောင်ဆောင်တစ်ချောင်းမှာခြေတန်းခြေလေးတွေအခုမီတင်ချို့မီးပြက်မီးခွန်းပြက်အလောင်းကျွန်တော်တို့ကလည်းတခါလေအလန့်ကြားထားကြည့်တော့ကိုယ်လည်းပြေးဖို့အသင့်ပြေပေါ့အဲ့ဒီမှာတကယ်ရုပ်ရှင်တော့သူ့မိမှန်မထင်ဘူးကျွန်တော်နော်မီးလောင်ပြင်းကြီးမီးတွေတဟုံတောက်နေတယ်ကြည်စံတွေကလည်းညခင်းနောက်ခံမှာတရှူရှူနဲ့ရဲကနေကြကိုဘေးနာကိုဖြတ်သွားတာကြည်စံတွေဆိုတော့ပြစ်နေကြတယ်မကြောက်မလန့်နဲ့ကျွန်တော်ငယ်သေးတော့ကြောက်အောင်မှလည်းမသိပါဘူးဒီဆက်ရဲအဲ့ဒါတော့ပထမဆုံးတွေ့တာဆိုအဲ့လိုကြည့်နောက်ကြတော့အဲ့ဒီမှာဘာလို့တွေ့တယ်လဲဆိုလို့ရှိရင်ဟိုကလေးမေတွေနော်အထုပ်တောင်းလေးတွေရွက်ပြီးတော့ကလေးခွန်တဲ့ကလေးနောက်ပြီးတော့ဟိုရင်းပေါ်လေကြောပို့ထားတဲ့ကလေးလက်ဆွဲထားတဲ့ကလေးတောင်ပြေးလိုက်မြောက်ပြေးလိုက်ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့နောက်ကမီးဟုံးတောက်တဲ့မြေခွန်းမှာငါတို့နည်းနည်းစဉ်းစားကြည့်ပေါ့မြင်ကြည့်ပေါ့နော်တကယ်ရုပ်ရှင်ထဲကစစ်ပွဲဆိုတာဘယ်တော့တောင်ပြည်ပြန်ဒါမျိုးကျွန်တော်တော့မတွေ့ဘူးအောင်နော်အဲ့ဒါနဲ့ကျွန်တော်တို့လည်းအကြောင်းကြောင်းတွေဆိုတော့အပေါ်ကတက်ကနေပြီးတော့ကျွန်တော်တို့ရဲ့လုံခြုံရေးအတွက်ဆိုပြီးတော့အပေါ်နောက်တစ်ဆင့်ပေါ့နော်ကျွန်တော်တို့တောင်ကုန်းဟိုတက်ပြေးရတာပေါ့လေအဲ့လမ်းဘေးလေးတွေမှာငုတ်တော့ပေါ့ညအချိန်ကုန်သွားတော့ပေါ့နော်ကုန်သွားပြီးတော့မနေ့ကြာတဲ့ခါကျတော့တိုက်ပွဲတွေလည်းအေးငြိမ်သွားပြီးအကုန်လုံးကလည်းအမှန်တန်အေးတဲ့နေရာဟုတ်အဲ့ဒီမှာမီဒီယာလည်းတူပေါ့ဒီလောင်ကြီးကျွန်တော်တို့ကြောင်းလေးကတော့မလောင်ကြံနေခဲ့တာပေါ့ဒီအဲ့ဒီဟိုပြန်ပြီးတော့စဉ်းကြည့်တဲ့ခါကျတော့ကျွန်တော်ငုတ်တုတ်ထိုင်ပြီးကြည့်ခဲ့တယ်ဘယ်နဲ့ပေါ့ကွာအောက်ဘက်မှာအလောင်းတွေသေနေကြတယ်တဏှာမှာ
အဲ့ဘေးပတ်ပတ်လဲမှာအဲ့လိုပဲဟိုတစ်ခွက်ဒီဟိုတယောက်ဒီတယောက်သေးနေကြတာဒီကံကောင်းလို့မှကိုယ်မှမအဲ့လိုအသက်ဆုံးဆံပြပေါ့လေဟိုကြုံခဲ့ဘူးပါတယ်နောက်တစ်ခါကြုံတာကတော့ကျွန်တော် final year ပေါ့နော် final year ဆိုတော့91 92ပေါင်းကြည့်91ပေါ့လေကြောမှာကျွန်တော်တို့ thesis အတွက်နေတိုင်းပေါ့ဘယ်ဘက်လဲဆိုတော့တပွဲကံပေါက်ဟိန်စဲဘေးစင်ခေါ်တာပေါ့ဟိန်စဲချောင်းမှာကျွန်တော်တို့ရေအောက်ကိုတိုင်းရတဲ့ sounding survey နောက်ပြီးတော့ land survey တောင်ကုန်းတွေဘေးပတ်လဲကိုတိုင်းရတဲ့အဲ့ survey mapping ပေါ့ map ထုတ်ရတာပေါ့လေကျွန်တော်တို့ design ဆွဲမယ်ဘာ design လဲဆိုတော့ dredger design ခေါ်တယ်တတုတူဖို့အတွက်ခဲတင်ဘောလို့အရက်ခေါ်တာပေါ့ဒီခဲမဲ့ပြီးဖန်တွေဒီအခုတောင်ခုတ်တင်ဘောတွေလို့ဟာအတူတူပါပဲတဘောကတော့เนาะအခြေခံ function ကတော့အတူပါတယ်အဲ့ဒီဟာကို design လုပ်ရတာကျွန်တော်တို့ design လုပ်တဲ့အခါကျတော့ကျွန်တော်တို့ကျောင်းသား9ယောက်ပေါ့ဒါပေမဲ့တယောက်ကတော့ဂျွန်တေလာဆိုတဲ့တယောက်ကတော့မပြီးခင်မှာပဲကျောင်းမပြီးတော့ဘူးသူကဩစတြေးလျအပြီးထွက်ခွာသွားတဲ့အတွက်ကျွန်တော်6ကျန်နေခဲ့တာပေါ့လေပင်မဆင်းရဲတာတော့ပြောမနေတော့ပါဘူးဘယ်လောက်ပင်မနေဆိုနော်အဲ့ဒီမှာတဲ့ရက်မှာအချင်းချုပ်ပဲပြောပါမယ်ကျွန်တော်တို့ကအုံးဝင်ခွင်းဆိုတဲ့ရွာလေးထိတ်မှာပေါ့အိမ်တလုံးငှားနေရတယ်အဲဒီမနေ့ဆိုအစောကြီးထားပြီးတော့နော်ထမင်းချက်နဲ့ဒီမြေတိုင်းဆင်းနော် title plane တွေပေါ့လေတကယ်ဟိုစားပေါ့ swamp area တွေလည်းဖြတ်လေးတစ်စင်းနဲ့လည်းရေထဲနော်ဒီတက်ကြလဲချမ်းအဲ့လိုနေရာမျိုးတွေမှာတိုင်းရတယ်ကုန်းပေါ်တွေလည်းလိုက်တိုင်းရတယ်ပေါ့ဟာပါတော့အဲ့တရက်မှာရွာမှာအတူရှိတဲ့အခါကျတော့အတူပြန်စားမယ်ဆိုပြီးတော့မှကျွန်တော်တို့ကစောစီပြန်လာတာပေါ့အဲ့နေရာထမင်းငတ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်ကပြည်ပြေးလို့ခေါ်တဲ့လက်ထက်ကင်တော့အဖွဲ့တွေပေါ့သူကကံပေါက်မိုင်းကိုဝင်ပြီးတော့စီတယ်တိုက်တယ်ပြစ်ခတ်ပြီးတော့သူတို့ယူစရာရှိတာယူမှာပေါ့လေယူပြီးလာအခါကျတော့ဒီကျွန်တော်တို့ရှိတဲ့အုံးဝင်ခွင့်ရအောင်တက်လာကျွန်တော်တို့ကတော့တကားပိတ်ပြီးတော့အထက်မှာပုံနေရတော့ပေါ့ဘိုက်ကလည်းစားမစားလည်းမစားသေးအိမ်မှာလည်းဘာမှမချက်နဲ့ကျွန်တော်တို့ကိုကံကောင်းသွားတာအဲ့ဒီရွာသားတွေပေါ့လေကျွန်တော်တို့နဲ့အရွယ်မတိမ်မီနေပေါ့ကျွန်တော်တို့ကလည်းပေါင်းတဲ့ဆက်ဆံရေးပေါ့ကျွန်တော်တို့ထည့်ကောင်းတယ်ရတယ်တို့လေးစီယုံရေးကောင်းတဲ့အခါကျတော့အဲ့ရွာသားတွေကသူတို့နှမတွေနဲ့ဟိုပေးစားခြင်းလောက်အောင်ရှစ်ခင်ရင်းနှီးသွားကြတဲ့အခါကျွန်တော်တို့ကာကွယ်ပေးထားတာမဟုတ်လို့သူတို့သတင်းပေးလိုက်ရင်တော့ကျွန်တော်တို့မှာအဲ့ဒီအုံးဝင်ကလည်းသူတို့မျိုးတွေအမှတန်တေကုန်ဗျာစကားတွေပြောကြစူကြညံ့နဲ့ညနေမဟုတ်ဘယ်လိုပဲတော်သွားတာဟုတ်လို့သူတို့သတင်းရသွားရင်ကျွန်တော်တို့ဖန်ခေါ်ပါပါမယ်ပြီးတော့ already ចောင်းသားဘယ်နဲ့ဥပေါ့ဥပေါ့လာပြီဆိုသိပြီအဲ့ဒီမှာကျွန်တော်တို့လည်းအခုဆိုရင်ဘယ်ဘွားရောက်နေမှာပြောနိုင်တော့ဘူးပေါ့လေဒီလိုပါပဲမိုင်းင်းចောင်းသားမိုင်းင်းရဲ့ live ကတော့ចောင်းသားဘွားတွေကနှစ်စဉ်မိုင်းတွေမှာလက်တွေဆင်းရနော် research data တွေကောက်ရအဲဒီចောင်းဆရာဖြစ်တော့လဲចောင်းသားတွေအတွက် training လိုက်ပေးရနော်သူတို့ရဲ့ thesis supervise လုပ်တဲ့အခါမှာ fee တွေဆင်းပေးရနဲ့ဟိုကံကောင်းလို့မသေးလို့လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေတော့အများကြီးပါပဲနော်ဒီတိုင်းပြည်ကပြည်တွင်းစစ်ကာလအခုချိန်ထိကကျွန်တော်တို့တောက်လျှောက်ကြုံခဲ့ရတယ်ကျွန်တော်ငယ်ငယ်တည်းကကြုံခဲ့ရတာအဲဒီတက္ကသိုလ်ကျောင်းသားဘဝတော့ခြေတင်ကျောင်းသားဘဝမလွတ်ခဲ့ပါဘူးဦးထက်တီလည်းတေကန်နေပြီမလွတ်တဲ့သဘောတွေတော့ရှိတာပေါ့လေဒါကတော့ကျွန်တော်တို့အခုဒီ feedback ကလေးပြောပြနေတာ RID နဲ့ဆက်ဆက်ပြီးတော့ဖြစ်ခဲ့တဲ့နော်တွေ့ကြုံရတဲ့ဟိုဆက်တဲ့အတွေ့အကြုံလေးကိုပြောပြတာပါအဲ့ဒီမှာခုနပြောခဲ့သလိုကျွန်တော်က final year တက်တယ် thesis လုပ်တယ်ဆိုတာခုန treasure design လုပ်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့ supervisor Russian ဆရာပါ Gian Voroshikin လို့ခေါ်ပါတယ်အဲ့ဒီတော့ကကျွန်တော်မှတ်မိသလားဆိုလို့ရှိရင် mining petroleum နောက်ပြီးတော့ architect ဌာနတွေမှာ Russian ဆရာတွေကြံသေးတယ်ကျွန်တော်တို့ကျောင်းသားဘဝတွေကသူတို့ရဲ့ lecture တွေလည်းသင်ခဲ့ရတယ်လို့ဒီဆရာ
ဖြစ်ခါဖြစ်တဲ့အချိန်တွေမှာလည်းသူတို့ရှိပါသေးတယ်နေ့တော့ကြာအထိအတူပူးတွဲပြီးတော့အလုပ်လုပ်ခဲ့ကြနော်သူတို့အဲ့ဒီမှာကျွန်တော် thesis supervisor Russian နဲ့အမတန်ခင်မင်းရင်းနှီးတာပေါ့လေနောက်ပိုင်းကျွန်တော်ဆရာပေါက်စားပေါ့ဆရာငယ်ဘောမှာဘာလုပ်ရလဲဆိုတော့ဌာနအတွက်ကိုသူတို့ကလည်းအဆိုပြုတာပေါ့လေtextbook တွေဘာမှလို့ပြည့်စုံမယ်ဆိုတော့ဒီ alluvial mining ဘာမှလို့တော့နှုံးမြေတထုတိုက်ကိုဒီအားသုံးတူဖို့ခြင်းဆိုပြီးတော့တက်ကိုညာပုံနေတဲ့ဘာသာပြန်ဌာနကနေပြီးတော့မှထုတ်ဝေတာအဲ့ဒါကိုဌာနမှုဝင်ကြိုင်နဲ့ကျွန်တော်တို့ကျွန်တော်ပေါ့လေပူပေါင်းပြီးတော့ရေးရတာပေါ့တော့ချိန်ကအင်္ဂလိပ်လိုတတ်တယ်တော့လုပ်တယ်ကျွန်တော်တို့ကလည်း text တွေတစ်ခါနော် American text တွေရောကျွန်တော်တို့ Russian text တွေကိုအင်္ဂလိပ်လိုရေးပေါ့သူတို့ကရေးပေးအဲ့မှာကျွန်တော်ကတတ်တယ်တော့ဘာသာပြန်ညှိပေါ့နော်ဘာသာပြန်ဌာနမှာလည်းဒါတွေတော့ညှိခဲ့တော့အဲ့ဟာအောင်မြင်တဲ့ဒီtextbook စာထုတ်နေပါတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်နောက်ကပူး backup ဆိုတဲ့နောက် Russian ဆရာတယောက်နဲ့ဟိုနောက်ဆရာတွေကလည်းဗမာလို textbook တွေပေါ့လေဘာသာရပ်မျိုးစုံထုတ်ခဲ့ပါတယ် petroleum ဌာနလည်းအဲ့လိုပဲရေးတာတော့ကျွန်တော်မှတ်မိပါတယ်အဲ့လို textbook တွေဒီလေ့ကျင့်ကနောက်ပိုင်းမှာဆိုလို့ရှိရင်ဒေတာ college တွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ RID ရဲ့ဌာနတွေကနေတာဝန်ယူရတာပေါ့mining အတွက်ဆိုကျွန်တော်တို့ mining ဌာနကနေပြီးတော့မှဒေတာ college 3စာအုပ်တွေနော်ဒီ mining နဲ့ဆိုင်တဲ့စာအုပ်တွေကိုကျွန်တော်တို့ရေးသားပြည့်စုံထုတ်ဝေခဲ့ရတာပေါ့နော်ဒီ Russian ဆရာတွေနဲ့လည်းကျွန်တော်တို့မိသားစုနဲ့ပါတော်တော်ချစ်ချစ်ခင်ခင်ရင်းနှီးဖြစ်ခဲ့ကြတာဒီအလုပ်တွေတွဲလုပ်ကြတယ်နော်ဒါပေမဲ့လည်းဓမ္မရာပါပဲသူတို့လည်းနောက်ပိုင်းကြတဲ့အခါကျတော့သူတို့နိုင်ငံရဲ့ policy ရပါလေတဖြည်းဖြည်းနဲ့ပြည်တော်ပြန်ကုန်ကြရတာပါပဲနော်နောက်ကျွန်တော်အဲ့ဒီဆရာဘောမှာဆိုလို့ရှိရင်ဒီ1982ခုနှစ်မှာကိုလံဘို plan နဲ့ပညာတော်သင် award ပေါ့ပညာတော်သင်ရပါတယ်နော်ဆွေရတဲ့အတွက် Australia နိုင်ငံ Sydney မှာရှိတဲ့ University of New South Wales School of Mines မှာပေါ့လေ Master of Engineering ME ပေါ့လေမဟာဘွဲ့လွန်သင်တန်းတက်ရောက်ခွင့်ရခဲ့ပါ research နဲ့တက်ရတာပါအဲ့ဒီချင်းအဲ့တော့ကျွန်တော်တို့ဟိုမှာလဲတော်တော်လေးကြိုးစားပမ်းစားလုပ်ပြီးတော့ကျွန်တော်တို့ဗမာတွေပေါ့လေတစ်ဆင့် credit တက်ရမလား master တန်းလို့ရမလားဆိုတော့ကျွန်တော်နဲ့ဒီတထုရင်းဌာနကိုမြတ်ဆွေပေါ့ဦးမြတ်ဆွေနှစ်ယောက်ပေါ့စရောက်ခဲ့ကြတော့အဲကြတော့ကျွန်တော်တို့ရဲ့အထောက်အမှုနဲ့ဗမာတွေကျွန်တော်တို့ test လုပ်ပါတယ်လုပ်ပြီးတဲ့အခါကျတော့research နဲ့ master ဆက်လုပ်ခွင့်ပြီးတော့အဲဒီကတထုရင်းတွေတို့ဌာနဆိုင်ရာအကုန်သွားပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ data တွေလုပ် interview လုပ်နောက်သူတွေသနာမျိုးစုံလုပ်ပေါ့လေတကယ်တထုရင်းတွေမှာလုပ်ပြီးတော့မှကျွန်တော်1990မှာအဲဒီ thesis အောင်မြင်နေပြီးတော့တင်သွင်းခဲ့ပြီးတော့91နှစ်ဆန်းမှာပဲနော်ပေါ်ပြီးပြန်လာခဲ့ပါအဲဒီမှာအထူးပြောကျင်တဲ့ကိစ္စလေးကတော့1988အရေးခင်ပေါ့အဲ့ဒီကာလမှာကျွန်တော်အဲ့ဒီ Australia ရောက်နေတော့တတိကြီးတော့မတွေ့လိုက်ဘူးပေါ့ဒါပေမဲ့ဒီကြားထဲမှာ family reunion ဆိုပြီးတော့နှစ်ခေါက်လောက်ပြန်လာတော့အဲ့ဒီမှာတော့ကြုံရတယ်တိုင်းပြည်ရဲ့အနေတောင်တွေ့ရသို့တော်လည်းပဲအဲ့ဒီနောက်ပိုင်းပေါ့ပြန်ပြီးနောက်ပိုင်းအဲ့ဒီ88ရေးခင်ကိစ္စနဲ့ပတ်သက်တော့တိတ်တော့ဒီနေရာမှာပြောကြတော့နော်သက်ဆိုင်ရာပုံကိုယ်ဒီကပြောကြမယ်တင်ပြကြမယ်လို့တော့ထင်ပါတယ်သမိုင်းကြောင်းပါနော်နောက်တစ်ခုကဟိုတင်းပေါ့လေဒီလက်တွေ့မြေတိုင်းလက်တွေ့သင်တန်းကိစ္စပါအဲ့ဒီတော်တော်စောစောတည်းက RID မှာမြို့ပြအင်ဂျင်နီယာဌာနကနေပြီးတော့ကျောင်းသားတွေကို20မိမြို့မှာ survey camp ပေါ့ဝင်ပြီးတော့ကျောင်းပေးရပေါ့နေရာစီကျောင်းပေးမှာမြေတိုင်းသင်တန်းဖွင့်အဲ့လိုပဲကျွန်တော်တို့တူဟိုအင်ဂျင်နီယာဌာနပေါ့ mining ကလည်းဒီကလောပေါ့ရှမ်းပြည်နယ်ကလောမြို့မှာ
မြေတိုင်းတင်တဲ့ကျွန်တော်တို့ကြိုးစားပြီးတော့ဒါကြောင့်ဖွင့်လဲနိုင်ခဲ့ပါတယ်။ဘာလို့လက်တွေ့ကိုတကယ်ကိုပူအိုက်တဲ့ပူပြင်းတဲ့အောက်ရောက်ပူပြင်းတဲ့အချိန်မှာကလောမှာကောင်းကောင်းလေးတော့လုံနိုင်တော့ပေါ့။ဒါပေမဲ့ကျွန်တော်တို့ရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့ mining မှာဘူမိဗေဒပါတယ်ပေါ့ geology နော် field geology ပေါ့ training ဟိုတွဲဖက်ပြီးတော့မှဘူမိဗေဒဌာနဆရာတွေပါလိုက်ပါလာတော့ပေါ့တခါတည်းပဲအဲ့ဒီမှာ training လုပ်တာပေါ့နော်အဲ့ဒီမြေတိုင်းတွေမကဘူးဘူမိဗေဒလည်းကျွန်တော်တို့ practical လုပ်နိုင်ခဲ့တဲ့အမတန်အကျိုးများတဲ့လက်တွေ့ကြုံတွေတပုံကြီးရခဲ့တဲ့သင်တန်းမျိုးဖြစ်ခဲ့ပါတယ်နော်ဒီနော် RAD ရဲ့သမိုင်းကြောင်းကိုပြောကြမယ်ဆိုကျွန်တော်တခုထောက်ပြခြင်းတာကတော့သမိုင်းကြောင်းမှာအဖြစ်အပျက်မှာခြံထားလို့မရတဲ့ကိစ္စကတော့ဒီရန်ကုန်စက်မှုတက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုပေါ့လေမိသားစုဆိုတော့တကယ်ကတော့အသင်းပေါ့လေနော်ဒါပေမဲ့မိသားစုလိုပဲတုံကြပါတယ်သူရဲ့ရည်တည်မှုခန္ဓာရဲ့အရေးကြီးပုံပြောရမယ်သဘောဖြစ်ပါတယ်နော်ဒီအသင်းရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သေးစိတ်ချက်တွေရောလဲဆရာကြီးတွေကပြောတာတွေရှိပါလိမ့်မယ်ကျွန်တော်ပြောချင်တာကအချင်းကျုံနဲ့ overview လေးပါဒီအချင်းကျုံကတော့ကျွန်တော်တို့ထေရဘာသာဘုရားဘာသာသာသနာရဲ့အနှစ်သာရနဲ့အင်ဂျင်နီယာပညာရပ်ဝန်းမှာလူငယ်ပညာသင်တွေရဲ့လူကြီးဖြစ်တဲ့ဆရာနဲ့ဝန်ထမ်းတွေရဲ့ဒါတွေကိုဒီမိသားစုဒီအသိကြီးမှာစုစည်းမိပြီးတော့လေ့ကျင့်ပေးလိုက်တယ်လို့ပါပဲเนาะအနာဂတ်အတွက်ပါ vision ပေါ့ဘယ်လိုဆိုတော့เนาะကျွန်တော်တို့ဒီထေရဝါဒသာနာဘာသာရေးရဲ့ချူတော်ကနေပြီးတော့ပေါ့နော်နောက်ပြီးတော့ဘုရားဘာသာယဉ်ကျေးမှုပေါ့နော်လူမှုရေးဆောင်ရွက်ချက်တွေပေါ့အဲ့ဒါတွေကိုပံ့ပိုးပေးနိုင်ခဲ့တဲ့ဒီအလေးကျင့်ကောင်းဒလိကောင်း culture လို့ခေါ်မှာပေါ့လေနော်အဲ့ဒါတွေကိုပြိုးထောင်ပေးနိုင်ခဲ့တယ်ဆိုတော့ပြောချင်တာဒီဘုရားဘာသာမိသားစုကနေပေါ့ဒီဟာလေးတွေကဒီအချက်လက်တွေနဲ့ပတ်သက်ပြီးတော့ဒီမိသားစုအသင်းရဲ့ဒီကလည်းနောက်ပိုင်းမှာလောကဓမ္မတာပဲပေါ့လေဖြစ်ရည်ဒီကြောင့်မှအတဲချအနေမြင့်တွေအများကြီးတွေ့ကြုံခဲ့ရတာပေါ့လေနောက်ပိုင်းပြောင်းလဲလာတဲ့အင်ဂျင်နီယာပညာရေးစနစ်ရစနစ်တရားပေါ်ထွက်လာတဲ့ institution အသီးသီးတွေမှာပေါ့လေဆိုရအများကြီးဖြစ်လာတဲ့အခါကျတော့ဒီအဲ့ဒီမှာရှိတဲ့မျိုးဆက်သစ်အင်ဂျင်နီယာလောင်လေးတွေကိုလက်ဆင့်ကမ်းပေးဖို့ကျွန်တော်ကြိုးစားခဲ့နိုင်ခဲ့ကြပါတယ်မူလဒီအသင်းရဲ့မိသားစုရဲ့နော်ဆရာကျန်ရှိသေးတဲ့ဆရာကြီးများနဲ့နောက်ကျောင်းသားဘဝတည်းကအမှုဆောင်ကျောင်းသူကျောင်းသားဟောင်းအခုတော့လဲသူတို့လဲလူပေါက်စာလေးတွေဖြစ်ကုန်ကြပြီပေါ့ကျောင်းသားကျောင်းသူများနဲ့သူတို့ကလည်းကြောင်းကြစွာနဲ့ပဲဒီဟာလေးတွေကိုစိတ်ကြည်သဘောတူဆက်လက်ပြီးတော့ဆက်လက်ရှင်းအောင်အားထုတ်ကြပါတယ်နော်လက်ဆင့်ကမ်းနိုင်အောင်လည်းကြိုးစားကြပါတယ်သူတို့ရဲ့အားထုတ်မှုလို့လည်းကျွန်တော်ဒီနေ့ကနေရင်းပေါ့အလေးနဲ့ဓာတုမျိုးမောဒနာခေါ်တယ်ဆိုတဲ့အကြောင်းပြောကြတော့ပါတယ်နောက်အရေးကြီးတဲ့အချက်ကိုကျွန်တော်ထောက်ပြရင် RAD မှာတရေတည်ခဲ့တဲ့နော်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းပေါ့ MES အခုတော့ Federation ဖြစ်သွားတော့ Federation of MES ပေါ့လေနော်RAD မှာစတင်ဖွဲ့စည်းနိုင်ခဲ့တယ်နောက်ပိုင်းကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအသင်းကြီးမှာနော် MES အင်ဂျင်နီယာအသင်းကြီးမှာနော် CEC အဖြစ်ဝင်ရောက်တာဝန်ယူအရေးကြီးတဲ့တာဝန်တွေလို့နောက်ပိုင်းကြတဲ့အခါကျတော့ကျွန်တော်အသင်းရဲ့နော်နှစ်နှစ်စီလောက်တဲ့ရွေးချယ်တင်မြှောက်ပွဲတွေမှာဒီကော်မရှင်အဖွဲ့ဝင်တွေဖြစ်ဆောင်ရွက်ပြီးတော့နော်ဆက်ရက်ပဲလုပ်ပေးနိုင်ခဲ့ပါတယ်ပံ့ပိုးပေးနိုင်ခဲ့ပါတယ်ဒါအင်ဂျင်နီယာ
တင်းပေါ့ပညာရေးနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့တင်းပေါ့မလွဲမသွေဆောင်ရွက်ရမယ်အခြေအနေတွေကိုပြောတာပါဒီအသင်းဖွဲ့တယ်တစ်ဆက်ပြောရမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံအင်ဂျင်နီယာကောင်ဆယ်ပေါ့လေကောင်ဆယ်ဒါလည်းအားလုံးသိကြပြီးဖြစ်မှာပါကျွန်တော်အင်ဂျင်နီယာအသင်းမှာလို့စားပေါ့ပါဝင်ဆောင်ရွက်နေတဲ့အချိန်ထဲကပဲနှစ်ပေါင်းများစွာကြိုတင်ပြီးတော့ဒီကောင်ဆယ်ဥပဒေပေါ့လေဒီဆိုတော့ကျွန်တော်တို့ကြောင်းကြဆိုင်ပြီးတော့အစည်းအဝေးတွေချင်းလုပ်ခဲ့ကြတည်ခဲ့ကြပေါ့နော်အဲ့ဒီလိုကြိုးဝမ်းခဲ့ပြီးတော့မှနောက်ပိုင်းအင်ဂျင်နီယာကောင်ဆယ်ကိုလွှတ်တော်ဥပဒေအရပေါ့လေတရားဝင်ဖွဲ့စည်းနိုင်တဲ့အခါမှာတင်းပေါ့သူတို့ကျွန်တော်ကိုလည်းဒီကောင်ဆယ်မန်ဘာအဖြစ်ရွေးချယ်တောင်းပေးရခဲ့လို့ပထမဦးဆုံးကောင်ဆယ်နော်တက်တမ်းမှာကျွန်တော်ဝင်ရောက်ပြီးတော့ထမ်းဆောင်ပေးခဲ့ရပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီအထူးသဖြင့်တော့ YTU အတွက်ကဘာသာရပ်အင်ဂျင်နီယာဘာသာရပ်တွေအတွက် accreditation လုပ်တဲ့လုပ်ငန်းတွေနောက်တစ်ခုကတော့ဒီကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ကတော့ဒီအင်ဂျင်နီယာတင်းပေါ့လေဒီ RID mining engineering ဘာသာရပ်အတွက်ကိုနဲ့စူးစိုက်ပြီးတော့စီယုံပြီးတော့ပေါ့ဆောင်ရွက်ရတာဒီနောက်တစ်ခုကတော့ပညာရှင်ဒီ category အဆင့်ပုံကိုများကိုစီပေးတာစီယုံပေးတာလုပ်ငန်းတောင်ကိုခေါ်ဝေတာတို့မှာဥဆောင်ပါဝင်ပြီးတော့တင်းပေါ့လုပ်ခွင့်ရခဲ့ပါတယ်အခုတော့လည်းကျွန်တော်အကောင့်စမှာနားထားပါပြီလုပ်တော့ပါဒီဟာအဲ့တော့ဓာတ်တွေနဲ့ပတ်သက်ပြီးတော့ဒီအသင်းအဖွဲ့ဓာတ်တွေနဲ့ပတ်သက်ပြီးတော့မျိုးစုံပါပဲပြောကြဆိုကြဆွေးနွေးကြပြောစရာဆိုစရာတွေလည်းမြောက်များစွာရှိတာပေါ့နော်ဒါတွေကိုတော့ကျွန်တော်ဒီနေရာမှာလည်းအသေးစိတ်ပြောဖို့အကြောင်းလည်းမရှိပါဘူးဒီဟာတွေမှာကျွန်တော်အနေနဲ့ကတော့ဒါဒီ RID မှာတည်းပြီးတော့RID ကနေပြီးတော့သွားတဲ့သမိုင်းကြောင်းရဲ့နောက်ထပ် French benefit တွေလို့ဒီလိုပြောချင်တာပါနော်ဒါဆက်နေတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်point out လုပ်ပေးလိုက်တာပါကျွန်တော်တို့ခက်ကာလကတော့ကျွန်တော်ဆိုလို့ရှိရင်ဥပမာသင်္ဍာနိပြကနေစဝင်တာသင်္ဍာနိပြဆိုတာ AL scale ပဲနော် base scale အတူတူပဲဒါပေမဲ့အခေါ်ကိုလက်ထောက်ကတိကလို့ခေါ်ဖို့အောင်ကျွန်တော်နှစ်ကြာကြီးဆောင်ရတယ်အမှတ်တော့မှတ်မိတော့ရာထူးတိုးဖို့ကတဆင့်ပြီးတဆင့်တိုး A ကနေ lecturer နေ AB စသဖြင့်ပေါ့ professor ဆိုဝေလာဝေးပေါ့နော်အဲ့လိုရှင်းနေကျွန်တော်တို့ခေတ်မှာတော်တော်ကိုကြားတယ်ဗျနော်နောက်ပြီးတော့လည်းတော်တော်ကိုရှားပါတယ်လို့ပဲပြောရမှာသူရရင်နိုင်တယ်ပေါ့နော်အခုနောက်ပိုင်းကျတော့လေဝုန်းနဲ့တင်နန်းသက်နေတဲ့ဘွဲရမရသေးဘူးရာထူးကတော်တော်ကြီးနေပြီဆိုတော့ခေတ်ရောက်လာတော့လေနော်ဒါဝန်သားဆရာတော့ကောင်းပါတယ်ဒီ2010ခုနှစ်နှစ်ဦးပိုင်းမှာတော့နော်ဒီကျွန်တော်ကဒုပါမောက္ခဒါလည်းရင်ပေါ့ကျွန်တော်ကိုယ်တိုင်လည်းနားမလည်ပါဘူးစောစောပိုင်းကတိုးဘက်ပါမောက္ခခေါ်လိုက်နောက်ဒုပါမောက္ခဖြစ်လိုက်လည်းဘာမှတော့မသိပါဘူးဗျာနောက်ပိုင်းကျတော့အဲ့ဒီဒုပါမောက္ခဌာနမှုပေါ့လေအဲ့ဒီတောင်ကနေပြီးတော့ငိမ့်စာယူခဲ့ပါတယ်2010နော်ဒီအင်ဂျင်နီယာကောင်စီလုပ်တွေတာဝန်တွေကတော့ကျွန်တော်ငိမ့်စာယူပြီးမှဝင်ရောက်ဆောင်ရွက်ပေးခဲ့တာပါဒီဟာတွေဟာ RID ကိုရှေ့ပြုတ်ပြီးတော့လှုပ်ဆောင်ခဲ့ကြတာဆိုတာတော့အထူးပြောစရာမလိုတော့ဘူးเนาะနောက်တခုဖြည့်ဆွက်ပြီးတော့ထပ်ပြောစီပြင်တာတော့ကျွန်တော်2019ကနေပြီးတော့ဒီအငင်းသားယူပြီးနောက်ပိုင်းပေါ့လေเนาะအခုနေ့အချိန်ထိကိုကျွန်တော်ကသိပ္ပံနဲ့နည်းပညာဦးကြီးဌာနဖြစ်သွားပြန်ပြီပေါ့လေအခုအဲ့ဒီအောက်ကနည်းပညာရှင်ဖွဲ့မှာလဲအမှုဆောင်တူဖြစ်ဒီရွေးချယ်ခံရတော့ဗောလေဒီလိုနဲ့ဆောင်ရွက်နေရပါတယ်ဒီ RID မှာဆရာဖြစ်တောင်းထမ်းဆောင်နေတော့ကလည်းပဲအဲ့ဒီအဖွဲ့မှာအဖွဲ့ဝင်ဖြစ်
တာဝန်ပေးထားတာရှိခဲ့ပါတယ်နော်ကျွန်တော်တို့ဒီကုန်းချုပ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဩစတြေးလျနေပြီးတော့ဘွဲလုံဘွဲတွေယူပြန်လာတာဝန်ထမ်းဆောင်တဲ့1992ခုနှစ်ကနေတော့အငြင်းသားယူပြီးခနေ့အထိ RID YID YDU ပေါ့လေအဲ့ဒီမှာဒီဖြစ်ပခဲ့တဲ့ဇာတ်လမ်းတွေရခဲ့တဲ့သင်ခန်းစာတွေအဲ့ဒီကာလတွေဟာပျော်ရွှင်ပွဲရာနော်စိတ်ချမ်းသာစရာစိတ်ဆင်းရဲစရာတန်ဝေကရပွဲအလှည့်ပြောင်းနေအမြဲတမ်းမြန်တယ်အမြဲတမ်းမြန်ခဲ့တဲ့ကာလတွေဖြစ်တယ်RID တမိုင်းကြောင်းကိုအထူးတလေနော်ဒေတာစူဇန်ပြီးသူ့နေရာလုံနေသူကပို့ပြီးတော့သိကြမှာကျွန်တော်တို့အကြောင်းတော်ကြီးအနေနဲ့ကလည်းခစ်စနစ်ရဲ့အထူထောင်အောက်မှာရိုက်ချက်ပြင်းပြင်းကိုစောင့်ကြည့်နေခဲ့တောက်ခံနေစေဖြစ်တဲ့မိခင်အကြောင်းတော်ကြီးပေါ့အိတ်ထာယုံနှိတ်ထာယုံမြင်ကွင်းတွေကိုကျွန်တော်အသေးစိတ်မပြောမချက်ကျင်တော့ဘူးကျွန်တော်တို့ engineering profession ကိုခင်မီကဘာကြီးကြည်ရင်နဲ့နိုးထားလာတဲ့ကျွန်တော်တို့ဗမာပြည်နော်ပြည်ရင်းမှာရောကဘာမှာတန်းဝင်ဖို့နော်ကျောင်းကပေးလိုက်တဲ့ဘွဲ့လက်မှတ်နဲ့မလုံလောက်သေးဘူးဟာအသိဗမာပြည်ဒီကျွမ်းကျင်မှုလက်မှတ်ရဖို့ထပ်ပြီးလုံဟာနဲ့ကြွကြကိုထားခဲ့နေစေပါပဲနော်တက္ကသိုလ်တွေ institution တွေလည်းတန်းဝင်အောင်လုပ်ပါအောင်ဟာ industrial linkage ကလည်းရေးကြီးတဲ့ဟာနဲ့ရှားကြဦးလဲနေရတော့ဘာပဲဖြစ်ဖြစ်ကဘာမှာလူတုံးသူတုံးပေါ့လူရဝင်ရင်လူရန်စေခြင်းရင်တော့လောက်ရမယ်ကိစ္စရပ်တွေပါပဲဒါမဖြစ်မတည်လောက်ရမယ်ကိစ္စရပ်တွေဖြစ်နေပါပြီနော်သို့တော်လည်းပဲအရေးကြီးဆုံးအချက်ကိုထောက်ပြခြင်းတာအဲ့တော့လူပဲလုပ်ဘာတွေပဲလုပ်စနစ်နဲ့လူတွေအားလုံးဟာ well disciplined ပေါ့နော် well disciplined ဖြစ်ဖို့ကတော့အရေးကြီးဆုံးပါပဲဆိုတော့ကျွန်တော်ကတော့ဒီနေရာမှာကြုံတော့ပြောပြလိုက်ရှင်ပါတယ်နော်နောက်ပိုင်းပေါ့လေအပြောင်းလဲအရွေ့တွေမှာပေါ့ကျွန်တော်ကြုံရတာတော့အင်မတန်အေဂျင့်ဖြူစင်တဲ့ပေါ့လေနော်အင်မတန်အေဂျင့်ဖြူစင်ပါတယ်ဆိုတဲ့ပညာရပ်ဝန်းပေါ့နော်ကျွန်တော်တို့ပညာရပ်ဝန်းမှာလှုပ်ဖို့ကင်ပဲချင်းစိတ်ဝမ်းကွဲသွားအောင်ဖန်တီးခြင်းခံခဲ့ရတာဒီနိုင်ငံအတွက်ပညာရပ်အတွက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီးတော့ကျွန်တော်တို့တွေကပညာရပ်ဆိုင်ရာအကူအညီပေးမိတာကံကောင်းလို့မှအလုံးမပြုတ်ခွင့်နဲ့ပင်စင်လေးရတဲ့အထိလှုပ်ခွင့်ရခဲ့တာပါနော်အဲ့လိုမျိုးအမွေခံခဲ့ရတာဒီတကယ်ကကိုက PhD ဘွဲရလည်းမဟုတ်ဘူးဆက်လည်းမလုပ်ခဲ့နိုင်ပါဘူးပေါ့လေမလုပ်ခဲ့ပါဘူးမဟာဘွဲပဲရတယ်ဆရာသို့တော်လည်းပဲတပည့်တွေကိုပါရဂူဘွဲရတဲ့အထိအောင်လမ်းညွှန်ကူညီပေးရတာဒီအဲ့တော့မှလက်ပြလောအောင်တော့ကိုယ့်အကူကလက်ပြလောတော့ဘာလို့ ရလဲတတ်သမန်မှတ်သမန်ပေါ့လေဘယ်သူမှနော်ကဘာမှာလဲတို့လောကမှာဘယ်သူမှဒီဘွဲဒီပါရဂူဘွဲဆိုတော့မရခင်ဒီလိုခြေနေမျိုးပဲဖြစ်မှာဟာဒီလိုပဲလုပ်ပေးရမှာဟာဆိုပြီးတော့ကိုယ့်ဟာကိုကြံဖန်ပြီးတော့ဆက်ပြေပြီးတော့ဒါသမတ်ပေါ့လေဘယ်လိုပဲဆိုပေါ့ကျွန်တော်တို့ကစိတ်စေတနာတန်နဲ့ကိုယ်တတ်နိုင်ဆုံးတိုင်းတာအထိအစွမ်းကုန်အထုကြိုးပမ်းပေးနိုင်ခဲ့ကြပါတယ်နော်ကျွန်တော်တို့စိတ်ကိုရှင်းရှင်းတန်ထားနိုင်ခဲ့နော်အခက်ခဲနဲ့စိတ်ညစ်စရာတွေကတော့တက္ကနာပေါ့ထားလိုက်ပါတော့ဒါတွေကနော်အဲ့ဒီသင်္นานသားခုနပြောတဲ့ကလေးတွေပေါ့လေ next generation ပေါ့နော်အဲ့ကလေးတွေကိုကျွန်တော်သူတို့ရဲ့စာသင်ခန်းထဲမှာသူတို့လုပ်ငန်းခွင်မှာနော်ကျွန်တော်ပေါ့ပို့ချရင်းနဲ့ဆွေးနွေးထောက်ပြခဲ့တာတွေကတော့အကြံပြုခဲ့တာတော့မင်းတို့ကိုအပြစ်ဆိုစရာမရှိဘူးနော်လူဟာလူသားဆန်ကြတာပဲရှိတယ်မင်းတို့ဟာခစ်စနစ်ရဲ့
သားကောင်တွေဖြစ်သွားတာအဲ့တော့အာမလျှော့ကြနဲ့လောကဓမ္မရာငါတို့ဖယ်ပေးရမယ်နေ့ဖယ်ပေးရမယ်ဖယ်လိုက်ရမယ်နေရာမှာမင်းတို့စားလို့ဝင်လာရမှာပဲလို့နော်အဲ့ဒီတော့အဲ့ဒီခါမှာဒိုးတဲ့ပို့ကောင်းအောင်ပို့တော်ကြိုးစားကြနေရာဝင်ယူကြလို့ပဲအခွင့်ရတယ်ကျွန်တော်လှုပ်ဖွဲ့ကံပဲတွေဆိုတော့ဒီစကားကိုကျွန်တော်လှုပ်ဖွဲ့ကံပဲဆရာကြီးချင်းလည်းကျွန်တော်ဒီလိုပဲသတိပေးစကားတွေပြောခဲ့ပါတယ်နော် blame လုပ်လို့အဖို့ပဲလေဘာလို့ဆိုသူတို့ကကျွန်တော်တို့နေရာဝင်တကယ်ကိုဟိုရင်းပေါ့သူတာဝန်ဆက်ယူရမယ်နေရာအခုတော့ပြောရမယ်ဆိုတော့ဒီကလေးတွေကလူလားမြောက်လို့တာဝန်ကြီးကြီးတွေထမ်းနေကြရပါပြီအဲ့ဒါလည်းတွေ့ရပါခင်းတဲ့လူဆိုတာဟာအတွဲအဆက်အဖြစ်အမြဲရှိနေစေမယ်ပါသင်္ခါရဓမ္မသဘောအရတော့သူတို့လေးတွေလည်းကျွန်တော်ပြန်သုံးသပ်ကြည့်လိုက်တဲ့အခါကျတော့တကြူနဲ့အရှူခံရတဲ့သူတွေဒုက္ခဲနဲ့ပြစ်ပြီးတော့အချွေခံရတဲ့သူတွေကြီးထိုးငှက်ထိုးခံခဲ့ရတဲ့သူတွေရင်ရောပုတ်ပြဲကြွေကြသွားရတဲ့သူတွေမရင်ခင်လေးချွေခံခဲ့ရတဲ့သူတွေတခြားတစ်ပါးကိုလွန့်ပါသွားရတဲ့သူတွေနဲ့အခုတော့ကံပေးလို့ကြံသေးတဲ့သူတွေကတော့ဇက်ခုံပေါ်မှာတက်ကနေကြရပါပြီလို့နော်ကျွန်တော်ဒါလေးလည်းပြောပြခြင်းပါသေးတယ်ကျွန်တော်ပြောနေတော်တော်လေးကိုညားသွားပါပြီလေရှိမိတယ်ဆိုလည်းခွင့်လို့ကြပါမယ်နော်အစားပိုင်းမှာကျွန်တော်ပြောခဲ့ခြင်းခဲ့သလိုပဲကျွန်တော်မအဆက်တဲ့ဟာလေးတွေမှပါသွားခဲ့တယ်ဆိုလို့ရှိရင်တော့ပယ်ဖြတ်လိုက်နိုင်ပါတယ်ခင်ဗျနော်ဒါကျွန်တော်ခွင့်ပြုပါတယ်အဲဒီတော့ဆုံးသက်ပြောချင်တာကတော့နော်ကျွန်တော်ဟာဆိုလို့ရှိရင်ဒီเจ้าမှာနော်အထူးသဖြင့်ကျွန်တော်အနေနဲ့ပဲပြောချင်တာပါဒီเจ้าမှာပညာသင်ဒီเจ้าမှာဆရာလို့ဒီဝင်းကြီးဒီလုံမှာတစ်သက်သာအချိန်ကောင်းနေပေါ့ကျွန်တော်ရဲ့အချိန်ကောင်းတွေကိုနှုတ်နှံခဲ့တဲ့ဆရာကလည်းအပိုနေပြီဖြစ်တဲ့ဆရာအိုတူပေါ့နော်ဆရာအိုတူကနေပြီးတော့ RID ရဲ့ identity ကိုနော် RID ရဲ့ identity ကိုစူးစမ်းရုပ်လုံးဖော်ပေးခဲ့တဲ့အမြင်တချို့ကျွန်တော်ကတင်ပြသွားခဲ့ပါတယ်ဆိုတော့လေးစားစွာပြောကြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေခင်ဗျာ